ထိုင်းတရေရုပ်ရှင်ပြီးမှကိုကြည့်ပြီးအားရပါရရေခဲ့ဘူးကြတယ်မဟုတ်လားဗျာဒါပေမဲ့အဲ့ဒီဇလန်းရဲ့အရင်းမြစ်ဖြစ်တဲ့မယ်နတ်ရဲ့တကယ်ဖြစ်ရမှန်ကလုံးဝမရရပဲတွေးပြက်စရာကောင်းတယ်ဆိုတာတင်သိပါသလားလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကထိုင်းနိုင်ငံဖရာခနောင်ရွာလေးမှာနတ်လို့ခေါ်တဲ့တပ်ပါတဲ့ကိုဝန်ဆောင်မျိုးသမီးလေးတယောက်ရှိခဲ့ပါတယ်သူ့ယောက်ျားစစ်ထွက်သွားချိန်မှာမိဖွာရင်တွေးလွန်ပြီးသားမိနှစ်ယောက်လုံးမိတွေထဲမှာတင်အသက်ဆုံးရှုံးခဲ့ကြရပါတယ်ဒါပေမဲ့လည်းသူမရဲ့အချစ်ကြီးလို့နဲ့ဝိညာဉ်ဟာမကျွတ်မလွတ်ပဲယောက်ျားဖြစ်သူမတ်ပြန်လာကိုအင်ကြီးထဲမှာအတီးအချာစောင့်နေခဲ့ပါတယ်မတ်ပြန်ရောက်လာတော့သူမိမနဲ့ကလေးကိုတင်နေမှန်းမသိပဲအတူတူပေါင်းတင်နေထိုင်ခဲ့ပါတယ်အခြားရွာသားတွေကတွားပြောပြရင်လဲမယ်နဲ့ရဲ့ဝိညာဉ်ကလိုက်လံ၆လန့်ပြီးတက်ပြစ်တက်ပါတယ်အသေးရစရာအကောင်းဆုံးဖြစ်ရတစ်ခုကတော့ဒီနေ့မှာအိမ်အောက်ပြုတ်ကျသွားတဲ့တံမြာသီးကိုယူဖို့မယ်နဲ့ဟာအိမ်ပေါ်ကနေလက်ကြီးကိုအရှည်ကြီးဆန့်ထုတ်ပြီးကောက်ယူလိုက်တဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာမှမတ်တယောက်သူမိမဟာလူမဟုတ်ပဲတရေမှန်းတည်သွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ထိုင်းနိုင်ငံရဲ့တကိုးကြီးတဲ့ဆရာတော်တစ်ပါးဟာမယ်နတ်ကိုဂါရာမှန်းမဟုတ်ပြီးတိမ့်ဆဲလိုက်တဲ့အခါမှရွာလေးလည်းအေးချမ်းသွားပါတော့တယ်အခုချိန်ထိဘန်ကောက်မြို့မှာမယ်နတ်ရဲ့နှက်ကိုဆိုတာတကယ်ရှိနေသေးပါ